ကနေအပေါင်းဒါမှမဟုတ်ရင်အပေါင်းကနေနှုတ်ပြောင်းလဲနိုင်မဲ့နည်းလမ်းနှစ်ခုကိုရှင်းပြသွားမှာဖြစ်ပါတယ်။နမူနာအနေနဲ့ဒီမှာစင်းစရာလေးတစ်ခုရှိပြီးတော့ဒီဘက်ချမ်းမှာကပေးရန်အနှုတ်သင်္ကေတတွေနဲ့တန်ဖိုးတွေရှိတယ်။ဒီဘက်မှာကတော့ရရန်အပေါင်းသင်္ကေတနဲ့တန်ဖိုးတွေရှိနေပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီဘက်ကအနှုတ်သင်္ကေတတွေကိုအပေါင်းပြောင်းခြင်းနဲ့ဒါမှမဟုတ်ရင်ဒီဘက်ကအပေါင်းသင်္ကေတတန်ဖိုးတွေကိုအနှုတ်ပြောင်းမယ်။ဒီလိုလုပ်နိုင်မှုအတွက်ပထမအဆုံးလက်ခုရိုးရှင်းတဲ့နည်းလမ်းတစ်ခုကသူတို့ရဲ့သက်ဆိုင်ရာတန်ဖိုးတွေကိုကျွန်တော်တို့က-1 နဲ့မြောက်လိုက်တာဖြစ်ပါတယ်။အဲ့တော့စမ်းသပ်အသုံးပြုနိုင်မှုအတွက်ဒီဘက်မှာကျွန်တော်နေရာလေးတစ်ခုလောက်ထားတယ်။ဒါလေးကိုဖြတ်ပြီးတော့ကျွန်တော်ဒီဘက်မှာ equal ဆိုပြီးတော့ရိုးရှင်း formula လေးတစ်ခုရိုက်လိုက်မယ်။ equal ဒီ cell ပြီးရင်မြောက်ပြီးတော့ -1 ဆိုပြီးကျွန်တော် -1 နဲ့ဒီ cell ရဲ့တန်ဖိုးကိုမြောက်လိုက်ပါမယ်။ enter အဲ့ဒါဆိုရင်သူကအပေါင်းတန်ဖိုးကိုတစ်ခါလေးလွယ်လွယ်ကူကူပြောင်းလဲသွားတာတွေ့ရပါတယ်။ပေါင်းတန်ဖိုးကိုအနှုတ်ပြောင်းခြင်းလည်းဒီတိုင်းပါပဲ။ကျွန်တော်ဒီဘက်မှာ equal ဒီ cell ပြီးတော့အမြောက် -1 ဆိုပြီးတော့ကျွန်တော် enter နှိပ်လိုက်မယ်။ဒါဆိုရင်ဒီခါလေးသူကအနှုတ်တန်ဖိုးကိုပြောင်းသွားတာတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီ cell လေးတွေကျွန်တော်တို့အောက်ကို copy ကူးချလိုက်ရင်ကျန်တဲ့ cell တွေကိုလည်းသက်ဆိုင်ရာစန့်ကျင်မဲ့တန်ဖိုးတွေကိုဒီခါလေးပြောင်းပြီးသွားမှာဖြစ်ပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့ဒီလိုမျိုးတခြား column မှာပြောင်းကျင်တာမဟုတ်ဘူး။ဒီ cell မှာပဲဒီ column မှာပဲတန်ဖိုးတွေကိုစန့်ကျင်ဘက်အနေနဲ့ပြောင်းသွားခြင်းတယ်။အနှုတ်ကိုပေါင်းပြောင်းမယ်ဒါမှမဟုတ်အပေါင်းကိုနှုတ်ပြောင်းမယ်ဒါဆိုရင် base special နည်းလမ်းကိုသုံးလို့ရပါတယ်လွတ်နေတဲ့ cell အကွက်တစ်ခုမှာ -1 လို့ရိုက်ထားလိုက်ပါပြီးရင်အဲ့ဒီ cell ကိုဆက်လက်မှတ် control C နဲ့ keyboard ကနေ copy ကူးလိုက်ပါမယ်ပြီးရင်ပြောင်းနေတဲ့ cell ပေါ်မှာ cell ကိုဆက်လက် right click base special ဆိုတဲ့ menu လေးကို click လုပ်လိုက်ပါဒါဆိုရင် base special dialog box လေးပေါ်လာမယ်ပြီးရင်အဲ့ဒီထဲက operation ဆိုတဲ့ခေါင်းစဉ်အောက်ကmultiply ကိုရွေးပါ okay နှိပ်လိုက်ရင်လိုချင်တဲ့နေရာမှာမူလတန်ဖိုးဟာစန့်ကျင်ဘက်တန်ဖိုးကိုပြောင်းလဲသွားမှာဖြစ်ပါတယ်တကယ်လို့ဒီ -1 ရိုက်ထားတဲ့ cell ကို copy ကူးရမယ် cell တွေအားလုံးကိုကျွန်တော်တို့ကဆက်လက်မှတ်လိုက်မယ်ဒါမှမဟုတ်ရင် column တစ်ခုလုံးကိုဆက်လက်မှတ်လိုက်မယ်အဲ့ဒီချိန်မှာပဲ right click base special ကို click လုပ်မယ်ပြီးရင် operation အောက်ကနေ multiply ကိုရွေးပြီး okay နှိပ်လိုက်မယ်ဆိုရင် cell တွေအများကြီးကိုစန့်ကျင်ဘက်တန်ဖိုးဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာခက်ခဲတစ်ခုရှိလာတာကမဆိုင်တဲ့ cell တွေ cell အကွက်လွတ်တွေမှာ0တွေရောက်လာတယ်ကျွန်တော်တို့ကဒီ cell အကွက်လွတ်တွေမှာ0တွေမလိုချင်ဘူးပြောချင်တာကသက်ဆိုင်ရာတန်ဖိုးတွေရှိတဲ့ cell တွေကိုပဲကျွန်တော်လုပ်လိုက်တဲ့အလုပ်ကိုတက်ရောက်စေချင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်မှာမဆိုင်တဲ့ blank cell တွေပါဝင်ပတ်သက်တာမျိုးမဖြစ်ရအောင်သက်ဆိုင်ရာနံပါတ်ရှိတဲ့ cell တွေတန်ဖိုးရှိတဲ့ cell တွေကိုပဲဆက်လက်လုပ်နိုင်မှုအတွက်ကျွန်တော်ကတို့ရှိနေတဲ့ column နှစ်ခုလုံးကိုဆက်လက်လုပ်လိုက်ပါမယ်ပြီးရင် home ထဲကညာဘက်အစွန်ဆုံးမှာရှိတဲ့ find and select ဖွင့်လာတဲ့ menu တွေက go to special ကို click နှိပ်ရပါမယ် go to special dialog box လေးဖွင့်လာပြီဆိုရင် select ဆိုတဲ့ခေါင်းစဉ်အောက်ကတတိယမြောက်နေရာမှာရှိတဲ့ formulas ကိုရွေးပါပြီးရင် formulas ဆိုတဲ့အောက်ကစာရင်းထဲမှာမဆိုင်တဲ့ဟာတွေဖယ်ထုတ်လိုက်လို့ရပါသေးတယ်ကို select လုပ်ချင်တဲ့တန်ဖိုးတွေကိုပဲစိတ်ကြိုက်ရွေးချယ်ပြီးတော့သတ်မှတ်ပါပြီးရင်ကျွန်တော် okay နှိပ်လိုက်ပါမယ်ဒါဆိုရင်သူကနံပါတ်တွေကိုပဲတည်တံ့ select လုပ်ပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ပြန်စကြည့်မယ်မြောက်ချင်တဲ့ -1 ရှိတဲ့ cell ကို select keyboard ကနေ control C နဲ့ copy ကူးလိုက်မယ်ပြီးရင် column တစ်ခုလုံးကို select လုပ်မယ် home ထဲကညာဘက်မှာရှိတဲ့ find and select go to special select ထဲက formulas ပြီးရင်မဆိုင်တဲ့တန်ဖိုးတွေဖယ်ထုတ်လိုက်မယ် number ပဲကျန်တယ်အဲ့ဒီချိန်မှာ okay နှိပ်လိုက်မယ်ဒါဆိုရင်သက်ဆိုင်ရာတန်ဖိုးရှိတဲ့ cell တွေကိုပဲသူက select လုပ်ပေးမှာဖြစ်ပြီးတော့အဲ့ဒီချိန်မှာကျွန်တော်တို့က select ဖြစ်နေတဲ့ area အပေါ်မှာ right click base special ကိုရွေးပြီးတော့အောက်နားက multiply ကိုရွေးမယ်ပြီးရင် okay နှိပ်လိုက်ပါမယ်ဒါဆိုရင်သက်ဆိုင်ရာ cell တွေထဲမှာရှိတဲ့သက်ဆိုင်ရာတန်ဖိုးတွေကိုပဲထိသက်တက်ရောက်ပြီးတော့သက်ဆိုင်ရာတန်ဖိုးတွေအားလုံးစန့်ကျင်ဘက်တန်ဖိုးတွေဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကတကယ်လုပ်ငန်းခွင်မှာရှုပ်ထွေးတဲ့ဇယားကြီးတွေမှာလိုအပ်တယ်လို့ဖြစ်ပြောင်းလဲဖို့အတွက်အရန်သုံးဝင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ဒါဆိုရင်မေးစရာတစ်ခုရှိတာကဒီသက်ဆိုင်ရာ cell တွေထဲမှာ formula တွေရှိနေရင်ဟော VLOOKUP, XLOOKUP, YOYO formula, average, sum အစရှိတဲ့ဖြင့် formula တွေရှိနေရင်ဘယ်လိုတန်ဖိုးတွေပြောင်းမလဲ။အခုဒီ cell တွေမှာလည်းကျွန်တော် formula လေးတွေနည်းနည်းရေးထားပါတယ်။ဒီ formula ကဘာမှအထွေထူးမဟုတ်ပါဘူး။ဒီ cell တွေကတန်ဖိုးဒီ cell ထဲမှာဒီတိုင်းပဲပြန်ရှိအောင်ရေးထားတဲ့သဘောပါ။အဲ့တော့ -1 ရှိတဲ့ cell ကို select
control C တက်ရောက်စေခြင်းနဲ့ cell တွေဒါပေမဲ့သူတို့မှာ formula တွေအသီးသီးရှိကြတယ်သူတို့ဆက်လက်မှတ်မယ် go to special ကိုပဲသုံးရိုးရိုးပဲဆက်လက်မှတ်ရတယ် PI ပေါ်မှာ right click page special ပြီးရင် multiply ကိုပြောင်းပြီးတော့ okay နှိပ်လိုက်ပါမယ် cell ကိုဝင်ကြည့်အောင် double click ခောက်လိုက်မယ်သက်ဆိုင်ရာ formula ဘာ function ပဲရေးတာသူကသူ့ရဲ့အနောက်မှာ multiply -1 ဆိုပြီးတော့ထပ်ထည့်ပေးလိုက်တာကိုတွေ့ရပါတယ်အဲဒီအတွက်ကြောင့် formula ရဲ့အရေးချင်းတွေဘာမှပျောက်ပြတ်သွားခြင်းမရှိဘဲနဲ့ထွက်လာတဲ့တန်ဖိုးကတော့စံချိန်မဲ့ value ကိုပြောင်းသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုသဘောကျရဆိုရင် like လေးလုပ်ပေးဖို့နဲ့နောက်ထပ်သင်ခန်းစာတွေကိုကြည့်နိုင်ဖို့အတွက် subscribe and share လေးလုပ်ထားဖို့လည်းတောင်းဆိုချင်ပါတယ်